နောက်ပိုင်းနေ့မှာတော့ဆာရာကပျော်ရွှင်တဲ့မိသားစုအပိုင်းတစ်လေးကိုတင်ဆက်ပေးရမှာဖြစ်ပါရှင် Let's go ဒီနေ့ငါသားလေးတမီးလေးလေကျောင်းပိတ်တယ်ဆိုတော့သူတို့အတွက်ဟင်းကောင်းကောင်းချက်ကျွေးရမယ်ဒါဆိုရင်ငါဘိုးချုပ်သေးကိုသွားရမယ်ငါချင်းယူလိုက်ပါဦးလေလူကွဲဆိုတော့ငါဘိုးချုပ်သေးသွားသူတို့လေးမသားရဲ့ငါဘိုးချုပ်သေးသွားရမယ်ဘိုးချုပ်သေးရလည်းငါရင်လည်းဘလောက်မှမဝေးဆိုတော့ကငါလမ်းလျှောက်ပြီးပဲသွားလိုက်ပါမယ်ငါတို့အဲ့လေးပြင်မှာစစ်တော်တို့တိုင်းဆောက်ပေးလိုက်မှာတို့သွားဆုံးရမှာတို့တော့ဖယ်တယ်တော့ငါတို့အောင်တော့ပါတယ်လက်ကျဘုကြောင့်ဆေးရလို့ဒီမှာကြားတယ်ဘုကြောင့်ဆေးလေးရတော့ဆန်နာတို့ရဲ့ကျောင်းသားမလေးပဲရှိပါရှင်ကျုပ်စီးမှာစပြုတ်လေးလည်းဝယ်မှာဖြစ်ပါရှင်ကျုပ်စီးလေးရကြတော့ဟိုနားမှာလေးပဲရှိပါရှင်ကျုပ်စီးကိုဆာရာတို့ရောက်တော့ပါမယ်ကျုပ်ဆေးရဒီမှာပါနော်ခုချိန်မှာတော့ဆာရာတို့ဘိုကျုပ်ဆေးလေးကိုလောက်ခဲ့ပါမယ်ဒီမှာပါဘိုကျုပ်ဆေးလေးပဲဖြစ်ပါရှင်ဒီမှာကကြတော့ဆာရာတို့ဒီမှာကရှေ့ကုန်းဆိုရယ်ကုန်းဆိုင်လေးရှိပါရှင်ဒီမှာကရှင်များရှင်နာရန်ဆိုပြီးတော့ပေးထားပါတယ်ဒီမှာပါစပြုတ်လေးလေးဝင်လိုက်ပါမယ်အန်ဒီပြောပါသူကြီးဘာလို့ခြင်းလဲသမီးကိုလေစက်သားဆန်ပြုံးနှစ်ပွဲရယ်ဝတ်သားဆန်ပြုံးနှစ်ပွဲရယ်လုပ်ပေးထားပါနော်ဟုတ်ကဲ့ရမယ်နော်သမီးလေးခဏလေးပဲစားဟုတ်ဟိုအလီသမီးလေးဝယ်ဆရာလေးရှိလို့ပြန်ကြရဝင်ယူမယ်နော်အဲ့ဒါပိုကောင်းနေဟုတ်ကဲ့လီမရသေးဘူးနော်အသားငါဝယ်လိုက်ပါမယ်လေရေကတရလည်းမရှိသေးဘူးဆိုအမဒီပစုံကြီးကဘယ်လိုရောင်းလဲသူကတော့25ပေါ့နော်25ပါသမီးကျမကို50သားပေးပါနော်โอเคရမယ်နော်ညီမဟုတ်ပစုံလေးရပြီဆိုတော့ကငါသွားရမယ်ဘာဝင်ကောင်းမလဲအော်ငါဖျားပိုက်ကတ်ရအောင်ပါပဲငါဖျားပိုက်ကမလို့သေးဘူးအဲ့ဆိုတော့မဝယ်သေးပါဘူးဒီကဘာမှဝယ်စရာလည်းမရှိကော်ဖီလေးဝယ်တောက်လိုက်ရင်ကောင်းပါရဲ့လေးတိုင်းသမီးကိုကော်ဖီစိတ်လေးတစ်ခွက်လောက်ပေးပါနော်ရမယ်သမီးထိုင်ဟုတ်ကဲ့စားဘကဒီမှာမရှိပါဘူးကော်ဖီလေးရလာပြီဆိုတော့ငါတောက်လိုက်ပါအောင်လေကော်ဖီလေးတောက်ပြီးဆိုတော့ငါပြန်လိုက်ပါမယ်အဆက်ပေးဘူးအိုင်နော်ငါပြန်လိုက်ပါအောင်ဘောင်းကတော့အသက်သွားတယ်သွားလိုက်ပါဆန်ပြုတ်လေးတောက်ယူလိုက်ပါမယ်အန်တီသမီးမခါရဆန်ပြုတ်ရမယ်သမီးလေးရောဟောနေကျေးဇူးပါနော်သမီးလေးဆန်ပြုတ်လေးရလာခဲ့ပြီဆိုတော့ငါအိမ်ပြန်လိုက်ပါအောင်မောလိုက်တာခဏလောက်ထိုင်လိုက်ပါဒါဆိုရင်ငါအိမ်သွားလိုက်ပါအောင်မယ်နားလေးနားဘူးရဆို
အိမ်နားလေးရောက်တော့မယ်အမြတ်သွားဟိုတားဖာရတော့မနိုးသေးဘူးမနှက်စာလေးချက်ကောင်ဟဲ့မနိုးသေးဘူးလို့ထင်တာပဲအိတ်နေရောဟိုနှစ်ယောက်ကမလီသူတို့ကအိတ်လေကောင်းကောင်းအဲ့ဒီအောက်ထဲမှာဝင်အိတ်ကြအတော်စိတ်ညစ်တယ်ရေခဲတက်တာလည်းဟင်းသားရေးထည့်လိုက်ပါအောင်ထဲဝိုင်းဆိုတော့ငါဟင်းချက်ကမယ်ဆနက်အမချက်တော့ပါဘူးဆနက်ဝေးလာ